application တွေကိုဒီလိုအထာချက်ကြားနဲ့ဘယ်လိုသုံးလို့ရလဲဒီလိုအသုံးပြုဖို့အတွက်လိုအပ်တဲ့ software DNA launcher ကို Play Store နဲ့ download ဆွဲမယ် rating ကလည်းတော်တော်လေးကောင်းတယ် 4.6 ရထားတယ် download ကလည်း5 million အထက်မှာရှိတယ် file size ကလည်း6 MB ဝန်းကျင်လောက်ပဲရှိပြီးတော့ Android version 7 အထက်မှာအသုံးပြုလို့ရမှာဖြစ်ပါတယ် down ပြီးသွားလို့ရှိရင်ကျွန်တော်တို့ software ထဲကိုဝင်မယ်ပြီးရင်ကျွန်တော်တို့အမှန်ချစ်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ DNA setting ထဲကိုဆက်ဝင်မယ်ကျွန်တော်တို့ launcher style ထဲကိုဝင်မယ်ဒီထဲမှာကျွန်တော်တို့ holographic mode ကိုရွေးပေးမယ်ပြီးကျွန်တော်တို့တစ်ချက်ပြန်ထွက်လိုက်မယ်ပြီးရင် personalization ထဲမှာကျွန်တော်တို့ကြိုက်တဲ့ design ကိုရွေးလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာ font ကို quick send လို့ရွေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ icon မှာကိုကြိုက်တဲ့ icon ပုံစံလေးကိုရွေးမယ်ပေါ့နော်ဒီထဲမှာ square လို့ cycle လို့ပြီးတော့ဒီလိုမျိုးပုံစံလေးတွေရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီထဲမှာ cycle လို့ရွေးလိုက်မယ်ပြီးကျွန်တော်ထွက်လိုက်မယ်ဆိုရင်ဒါမျိုးလေးပေါ်လာမှာဖြစ်ပါတယ်